အဲ့တော့သင်ကဲတင်ခြင်းရပြီလားဆိုတဲ့မေးခွန်းနဲ့သာသနာတော်ရဲ့သွန်သင်ချက် theology ဓမ္မပညာရပ်နဲ့ဘယ်လိုဆက်ဆက်နေလဲဆက်ပြီးတော့ကြည့်လို့ရတယ်နော်အဲ့တော့တမန်ကျမ်းစာတော်မြတ်ထဲမှာအမိသာသနာတော်ကြီးကိုနော်ဒီကက်သလိတ်သာသနာတော်ကြီးကိုကက်သလိတ်အသင်းတော်ကြီးကို the body of Christ ခရစ်တော်ဖျားရှင်ရဲ့ခန္ဓာတော်လို့ခေါ်ထားတယ်နော်အသင်းတော်သာသနာတော်ကြီးဟာဘု து ရဲ့ခန္ဓာတော်လဲခရစ်တော်ဖျားရှင်ရဲ့ခန္ဓာတော်ဆက်ပြောရင်နည်းနည်းလှတဲ့ခန္ဓာတော်ပေါ့နော်ဖျားရှင်ရဲ့ခန္ဓာတော်ကြီးဖြစ်တဲ့အဘိကက်သလိတ်သာသနာတော်ကြီးမှကြီးထဲမှာပါဝင်နေခြင်းကိုကကဲတင်ခြင်းရရှိဖို့အဓိကအရေးကြီးဆုံးအချက်ဖြစ်တယ်ကဲတင်ခြင်းအတွက်အဓိကအရေးကြီးဆုံးကဘာလဲခရစ်တော်ရဲ့ခန္ဓာကိုယ်ဖြစ်တဲ့အမိကက်သလိတ်သာသနာတော်ကြီးထဲမှာပါဝင်နေဖို့ရှိနေဖို့ကအရေးကြီးတယ်ကဲတင်ခြင်းဘာကြောင့်လဲဆက်ပြီးတော့ရှုမယ်အဲ့တော့ကက်သလိတ်ခရစ်ယာန်ဘာသာဝင်ယုံကြည်သူများဟာ personal relationship with Jesus ခရစ်တော်ဖျားရှင်နဲ့ပုဂ္ဂိုလ်ရေးရာဆက်သွယ်မှုလူတွေကမရှိဘူးလို့ပြောတယ်ဒါပေမဲ့ဘယ်လိုပဲမကြာခဏသူတို့ဆွဆွဲဝေဖန်မှုတွေဘယ်လိုပဲလုပ်တကယ်တော့ကက်သလစ်ခရစ်ယာန်ဘာသာဝင်များဟာခရစ်တော်ဖျားရှင်ရဲ့နည်းနည်းရခန္ဓာတော်ကြီးဖြစ်တဲ့ဘယ်မှာလဲဘယ်ထဲမှာလဲသာသနာတော်ကြီးထဲမှာအသင်းတော်ကြီးထဲမှာနော်ဘာလဲပါဝင်နေတဲ့ဘာတွေလဲအင်္ဂါတော်အစိတ်အပိုင်းတွေဖြစ်နေတယ်တို့တွေကအင်္ဂါတော်အစိတ်အပိုင်းတွေနော်ဖျားရဲ့လက်ဖျားရဲ့ခြေဖျားရဲ့မျက်လုံးအကုန်လုံးကိုယ်ခန္ဓာနဲ့ကိုပါဝင်နေတယ်ဆိုတာ mystical body of Christ ခရစ်တော်ရဲ့ခန္ဓာကိုယ်ထဲမှာကျွန်တော်တို့ပါဝင်နေတယ်နော်အဲ့တော့စစ်မှန်တဲ့ပေါင်းစပ်မှုနဲ့ဆိုင်စွာအခြေခံကြပေါင်းစပ်မှုအဆက်အသွယ်ပြုပြီးတော့ပေါင်းစပ်နေမှုဖြစ်တယ်အဲ့လောက်သိကြတာပါရှိသေးတော့ဒါပဲလေအဓိကဒီပေါင်းစပ်မှုအရေးကြီးတယ်အဲ့တော့ရှင်ပေထရုဩဝါဒစာပထမဆောင်အခန်းကြီး 3အငယ်ထဲမှာဗါတဲ့ဆေးကြောခြင်းမင်္ဂလာသည်ယခုတင်တို့ကိုကဲတင်လျက်ရှိတယ်ဆေးကြောခြင်းခံတဲ့အချိန်ဟာစပြီးတော့ဘာစရပြီလဲကဲတင်ခြင်းရပြီပဲအဲ့ဒီကဲတင်ခြင်းကပျောက်သွားနိုင်လားမပျောက်သွားနိုင်ဘူးလားပျောက်သွားနိုင်တဲ့အတိုင်းမလို့ထိန်းရမှာလေကြိုးစားရမှာအဲ့တော့ခရစ်ယာန်ကက်သလစ်ခရစ်ယာန်ဘာသာဝင်ယုံကြည်သူများဟာကက်သလစ်သာသနာတော်ကြီးထဲမှာရေဖြင့်ဆေးကြောခြင်း sacramental မင်္ဂလာကိုစတင်ခံယူ၍အခြားသော sacramental မင်္ဂလာများကိုလည်းခရစ်တော်ဖျားရှင်ရဲ့နည်းနည်းရခန္ဓာတော်ထဲမှာကက်သလစ်သာသနာတော်ကြီးထဲမှာခံယူတယ်ဟုတ်လားမဟုတ်လားကိုရမြတ်ဘယ်မှာပြင့်လဲသာသနာတော်ထဲမှာပဲပြင့်တယ်လေဆေးကြောခြင်းဘယ်မှာခံလဲသာသနာတော်အတွင်းမှာပဲခရစ်စမတ်အပေးခြင်းကဘယ်မှာခံတော့အကုန်လုံးဒီသာသနာအတွင်းအဲ့ဒီသာသနာဘု து ရဲ့နည်းနည်းရခန္ဓာတော်လဲခရစ်တော်ဖျားရှင်ရဲ့နည်းနည်းရခန္ဓာတော်ဖြစ်တယ်နော်အဲ့ထဲမှာသူပါဝင်နေတယ်ရှင်ယောဟန်ဧဝံဂေလိကျမ်းအခန်းကြီး 6 အငယ်53ထဲမှာဒီကိုရမြတ်ပြင်းခြင်းနဲ့ပတ်သက်ပြီးတော့ဗါတဲ့လူသားဤအသားကိုတင်တို့မစားသူဤသွေးကိုလည်းတင်တို့မတောက်ကြလျင်တင်တို့၌အသက်မရှိရာဟုမိန့်တော်မူတယ်တဲ့နော်အဲ့မိန့်တော်မူတဲ့အတိုင်းဒီဟာသာသနာတော်အတွင်းမှာကိုရမြတ်ပြင့်လားမပြင့်ဘူးလားပြင့်တယ်ဒါကက်သလစ်သာသနာတော်မှာဟိုး1500ကျော်က Protestant သာသနာဒီအသင်းတော်တွေကွဲထွက်သွားတော့ကသူတို့ကျမ်းစာဖတ်ပြီးတော့ဆူတောင်းတာပဲရှိတယ်ဒါပေမဲ့ကိုရမြတ်ပင့်တာတွေဘာတွေမရှိပေါင်းဆိုကက်သလစ်နဲ့တူမှာဆိုလို့သူကကက်သလစ်နဲ့မတူအောင်အကုန်လုံးပြောင်းပြန်လာတာဒါကြောင့်မလို့သူတို့ဟာတကယ်ခရစ်ယာန်ဓမ္မသစ်ကျမ်းတစ်ခုလုံးရဲ့ original language က Greek ဂျူးတွေက Hebrew ကဏ္ဍတို့က Greek ကဏ္ဍကိုင်းတာဒါပေမဲ့အဲ့ Greek ကဏ္ဍထဲမှာယေရှုသူတို့ Hebrew ထဲမှာယေရှုအဲ့လိုမျိုးဆိုယေရှုဖြစ်သွားနောက်တစ်ခါကျတော့အဲ့ဒီ Greek ကဏ္ဍထဲမှာကကျမ်း9ဆောင်လုံးပါတယ် Hebrew ကဏ္ဍထဲမှာပါလားမပါဘူးဘာဖြစ်လို့မပါတာလဲပထမပိုင်းမှာအတူတူပဲ Hebrew ကဏ္ဍကနေ Greek ကဏ္ဍကိုဘာသာပြန်တာလေဒီဓမ္မဟောင်းကသူတို့ပြန်တာလေ
ဓမ္မသစ်တာ Greek စကားနဲ့ရေးတာအဲ့တော့ဘာလို့မပါလဲဆိုဒီရှေးဦးအသင်းတော်မှာကက်သလစ်တွေကနေပြီးတော့မှဘာလုပ်လဲအဲ့ဒီဂျူးတွေကိုခရစ်တော်ဖျားရှင်ထောက်ပြတဲ့ဓမ္မဟောင်းတွေကိုထောက်ပြတဲ့ဟာတွေနဲ့သူတို့ကိုအဖြေပေးတော့သူတို့တွေကပြန်ဖြေလို့မရဘူးမရတော့မဖြစ်ဘူးဆိုပြီးတော့ AD 90မှာဂျာမနီယာမှာညီလာခံဓမ္မညီလာခံကြီးသူတို့ခေါ်လိုက်တယ်ခေါ်ပြီးတော့အဲ့ဂျူးတွေကနေပြီးတော့မှဟောဒီကြံကိုးဆောင်ဒီငါတို့ဣသရေလပြည်မှာဖြစ်တာမဟုတ်ဘူးဟိုးဘာဘီလုန်နိုင်ငံတကြွတနိုင်ငံမှာပါရှားပြည်မှာဖြစ်တဲ့အရာတွေမို့လို့ငါတို့ကာနန်တွေကပယ်လိုက်တယ်ဆိုပြီးတော့ AD ခရစ်နှစ်ဘယ်လောက်လဲ90ခုနှစ်မှာအဲ့ဒီကိုးဆောင်ပယ်လိုက်တာပယ်လိုက်တော့ဂရိကာနန်ကခရစ်ယာန်တွေ73လာတယ်ပရိုတက်ဆန်တွေကမာတင်လူသာနောက်လိုက်ကာလဗင်နောက်လိုက်တွေကဘာကိုသုံးလဲဟီဘရုကာနန်သုံးတယ်အဲ့တော့ဟီဘရုကာနန်နဲ့အဲ့ကျမ်းကိုးဆောင်ပါသေးလားမပါတော့ဘူးသူတို့ကကက်သလစ်နဲ့မတူအောင်ဆိုပြီးတော့ဟီဘရုကာနန်ကိုယူလိုက်တာအဲ့ဒါကြောင့်သူတို့ထဲမပါဖြစ်သွားတာနော်အဲ့ဒီ New Testament ဓမ္မသစ်ကျမ်းကိုသူ့ရဲ့ original language က Greek ပဲပထမဦးဆုံးရေးတဲ့ဘာသာစကားက Greek ပဲနော်အဲ့လိုမျိုးကြွားချတာဒါတော့ဂျားထဲမှာဖောက်ဝင်သွားပါနော်အဲ့တော့ဒီကနေ့အဆုံးပန်းတိုင်ဖြစ်တဲ့ကောင်းကင်နိုင်ငံတော်ကိုဥတီပြီးတော့ရွေလျားလျက်ခရီးပြုနေတဲ့ကဲတင်ခြင်းလမ်းခရီးတစ်လျှောက်လုံးမှာခရစ်တော်ဖျားရှင်နဲ့ပေါင်းဆက်သွယ်မှုရှိခြင်းအားဖြင့်သာလျှင်ရနိုင်တဲ့ sacramental အားလုံးကိုဘယ်ထဲမှာတို့ခံယူလဲဟောဒီကက်သလစ်သာသနာတော်ကြီးထဲမှာပဲတို့ခံယူတယ်အဲ့တော့တို့တွေကိုသူတို့ဆွဆွဲတာဟာ personal relationship မရှိပါဘူးအလကားပါဆိုမှန်လားမမှန်ဘူးကိုယ့်အနေကိုသိထားရမယ်သူများပြောလာတော့တခါနဲ့နှစ်ခါနဲ့သုံးခါဆိုဟုတ်တလူပဲဆိုတာမျိုးနားယောင်သွားတတ်တယ်ကိုတရားကိုလည်းသိအောင်လုပ်အောင်ကိုစီးတဲ့မြင်းကအထီလာအမလားဆိုသိအောင်တော့လုပ်အောင်ခမည်းစီးတဲ့မြင်းကြီးကအထီလာအမလားဗျာသိပါဘူးဗျာဆိုငုံကြည့်ရသေးတယ်အဲ့လိုမျိုးဖြစ်နေအောင်မယ်နော်အဲ့တော့တမန်ကျမ်းစာတော်မြတ်ကနေသွန်သင်ဆုံးမထားတဲ့အတိုင်း salvation can be lost through sin and unbelief နော်လူဟာအပြစ်ပြုခြင်းအပြင်နောက်တစ်ခါယုံကြည်ခြင်းကင်းမဲ့ခြင်းအပြင်ကယ်တင်ခြင်းဟာဘဝကနေဘာဖြစ်သွားနိုင်လဲဘာဖြစ်သွားနိုင်လဲပျောက်ဆုံးသွားနိုင်တယ်ပျောက်ဆုံးသွားနိုင်တယ်ဒါကြောင့်မလို့တမန်တော်ရှင်ပေါလုကတက်တည်ခံထားတဲ့ကောရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး9အငယ်29မှာငါသည်အတူတူဖတ်ပြီးတော့ပူဇော်ရအောင်ငါသည်အခြားသောသူတို့အားဟောပြောပြီးမိမိကိုယ်တိုင်လည်းရှင်မပြည့်မီဖြစ်ငါဤကိုယ်ခန္ဓာကိုထိုးနှက်တိုက်တွန်း၍တန်ဖိုးလူတော်မှာသူ့ဟာနဲ့သူကောင်းစွာထိန်းချုပ်ရတယ်တဲ့သူ့ဟာနဲ့သူတစ္ဆာမပြတ်အောင်ထိန်းရတယ်လူတိုင်းအဲ့ဒီတိုင်ပဲလုပ်ရမှာပဲအဲ့ဒါအရေးကြီးတယ်နော်အဲ့တော့ခရစ်တော်ဖျားရှင်ကိုတော်တိုင်ကလည်းမိန့်မြတ်ထားတာရှင်မာတေဥဧဝံဂေလိကျမ်းအခန်းကြီး24အငယ်73ရွတ်ဖတ်ပူဇော်ရအောင်အဆုံးတိုင်အောင်အဆုံးတိုင်အောင်တည်ကြည်မှဘာဖြစ်မှာလဲကဲတင်ခြင်းခံရမယ်အဆုံးတိုင်မတည်ကြည်ရမလားဂျားထဲမှာဆေးကြောခြင်းတစ်ခါခံပြီးတော့လစ်သွားရင်လစ်ပြီးပဲအဲ့တော့ have you accepted Jesus Christ as your personal Lord and Savior or are you saved ယေရှုခရစ်တော်ဖျားရှင်ကိုမိမိရဲ့အရှင်သခင်မိမိရဲ့ပုဂ္ဂိုလ်ရဲ့ကယ်တင်ရှင်အဖြစ်လက်ခံထားပြီလားဒါမှမဟုတ်သင်ကယ်တင်ခြင်းရပြီလားဆိုတဲ့မေးခွန်းကိုကက်သလစ်တယောက်အနေနဲ့ဘယ်လိုအဖြေပေးမလဲခေါင်းထဲထည့်ထားနော်အဲ့တော့ယေရှုခရစ်တော်ရှင်ကိုမိမိရဲ့အရှင်သခင်မိမိရဲ့ကယ်တင်ရှင်အဖြစ်မြတ်နိုးစွာလက်ခံထွေးပိုက်ထားပြီဖြစ်လို့ငါမှာဘာဖြစ်နေလဲကဲတင်ခြင်းရရှိနေပြီပဲဒါပေမဲ့အဆုံးတိုင်အောင်ထိန်းထားရမယ်လူလားမလူလားလူတယ်အဲ့ဒါအရေးကြီးတယ်အဲ့တော့ရှင်မာတေဥဧဝံဂေလိကျမ်းအခန်းကြီး16အငယ်16ကနေ19ဖတ်ပြီးတော့ပူဇော်ရအောင်ယေရှုခရစ်တော်ဖျားရှင်ကိုယ်တော်တိုင်တည်ထောင်တော်မူတဲ့ကက်သလစ်သာသနာတော်ကြီးရဲ့အရှင်သခင်က
ကယ်တင်ရှင်ယေရှုခရစ်တော်ရှင်ဖျားရှင်ဟာကျွန်ုပ်ရဲ့ကယ်တင်ရှင်အဖြစ်ကျွန်ုပ်လက်ခံထားသလိုဆိုပြီးတော့ဗာလဲယေရှုခရစ်တော်ဖျားရှင်ကိုယ်တော်တိုင်တည်ထောင်ထားတဲ့ကက်သလစ်သာသနာတော်ကြီးအားကျွန်ုပ်အတွက်ပေးတဲ့ကယ်တင်ခြင်းဆုကျေးဇူးတော်များဗာလဲစီးဆင်းရာဆက်ကရမန်တူများကိုကြောက်ရွံ့တုန်လှုပ်ခြင်းဖြင့်ကျွန်ုပ်လက်ခံထားမှာ